မိုက်ကယ်ကာရဲ့ကင်မပဲဖာကူဆန်ခစ်ကအမွေအတက်တွေကိုပြန်လဲခန်းစားနေရတယ်အားလုံးပဲမင်္ဂလာပါဗျဘောအန်ဖမ်မလီမှလည်းပြန်လဲပြီးတော့ကြိုဆိုလိုက်ပါကျွန်တော်ဒီနေ့တစ်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာလေးရဆိုရင်တော့ကာရဲ့ United မှာဆိုရင်တော့စာအဲလက်ဖာကူဆန်ခစ်တုံးကလို့အထင်ရှားဆုံးပြန်လဲတွေ့ရှိလာရတယ်တူညီချက်တစ်ခုကဆိုရင်တော့နောက်ဆုံးမိနစ်အထိလက်မလျှော့ပဲနဲ့တိုက်စစ်ဖွင့်ပြီးတော့ကစားတတ်တဲ့စိတ်သက်ပါပဲဖာကူဆန်ခစ်မှာဆိုရင်တော့ဖာကီတိုင်းဆိုတာရှိခဲ့တယ်လို့မျိုးယခုခေတ်မှာဆိုရင်တော့ကာရီရဲ့လက်အောက်မှာလည်းပွဲပြီးကန်ဒီအထိရလက်ကိုအလဲအပြောင်းနေလုံနိုင်ဖို့အတွက်အစွမ်းကုန်စူးစမ်းလာတွေကိုတွေ့ရပါတယ်။ရန်ကုန်ကကစားသမားတွေကဆိုရင်တော့အချိန်ကိုက်လူစားလဲပြီးတော့ပွဲရဲ့အလဲအပြောင်းကိုလှုပ်တဲ့နေရာမှာဆိုရင်လည်းကာရီကသူ့ရဲ့ဆရာဟောင်းအတိုင်းပါပဲ။ပါနှက်မှုရှိတာတွေကိုလည်းတွေ့ရပြီးတော့ကစားသမားတွေရဲ့စိတ်သက်ပိုင်းကိုလည်းပြန်လဲမြင့်တင်ပေးနိုင်တာကလည်း United ကိုအရင်လိုကြောက်စရာကောင်းတဲ့အတင်းအတင်းဖြစ်လာဖို့အတွက်အဓိကတော့ချက်လည်းဖြစ်နေပါတယ်ကာရီရဲ့စီမံခန့်ခွဲမှုရဲ့လက်အောက်မှာဆိုရင်တော့မန်ချက်စတာဆိုပွဲရဲ့အခြေအနေအလိုက်ပြောင်းလဲကစားတတာတွေဖာဂူဆန်ရဲ့ဗျူဟာမြောက်တဲ့ကစားကွက်တွေကိုပြန်လဲပြီးတော့တတိယစီပြီးတော့ယခုဆိုရင်တော့ United ပြည်သက်တွေဟာပွဲပြီးကန်ဒီရဲ့အတိုင်းမှာဆိုရင်လည်းပြန်ပြီးတော့ဂိုးတွင်အုံးမှာပဲဆိုတဲ့ယုံကြည်ချက်မျိုးနဲ့ပြန်လဲရရှိလာပြီးတော့ဒါဖာဂူဆန်ခက်အလွန်ဖာဂူဆန်ခက်ကအမွေအတက်တွေကိုအကောင်းဆုံးပြန်လဲခန်းစားနေရတာ ਨੇ အတူတူပါပဲဗျအားလုံးပဲကျေးဇူးတင်ပါတယ်